စာဖတ်ခြင်းကိုနှစ်သက်တဲ့တကယ်ကြီးတို့ဒီနေ့မှာတော့ကျွန်တော်တို့ဟာစာအုပ်တွေရဲ့မယုံနိုင်စရာကောင်းတဲ့စာအကြောင်းပြောပြခြင်းပါတယ်စာမျက်နှာတစ်ခုချင်းစီမှာတွေးသေးကဘာတစ်တွေပြီးတော့မိတ်ဆွေတွေရဲ့ဘဝကိုပြောင်းလဲဖြစ်နိုင်တဲ့လှုပ်ဆောင်မှုတွေဖြစ်နေတယ်ဆိုတာမိတ်ဆွေတို့သိပါလားဒီကနေ့မှစပြီးစာဖတ်ခြင်းကိုမိတ်ဆွေတို့ရဲ့နေ့စဉ်ဘဝရဲ့အစိပ်ပိုင်းတစ်ခုပဲဖြစ်အောင်လုပ်လိုက်ပါမိတ်ဆွေရဲ့ဘဝဟာမယုံနိုင်တော့အောင်ပြောင်းလဲသွားပါလိမ့်မယ်အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်ရှေ့ပိုင်းမှာရောက်ပေးခဲ့ပြီးဖြစ်တဲ့စာပုံစံတော့လူတိုင်းဖြစ်ပေါ်ပြီးတရားမှုတွေဖြစ်တဲ့ကနံပါတ်၄အချက်ကိုအသေးသေးရောက်ပေးတော့မှာဖြစ်ပါတယ်တော့အနေနဲ့ဗီဒီယိုလေးစတင်ခဲ့ဆက်ပြောပြရစီခင်ဗျာကျွန်တော်ရဲ့ channel နဲ့ကျွန်တော်ရဲ့ channel မှာတင်တဲ့ဗီဒီယိုတွေအားလုံးဒီစာပေနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေဖြစ်တာကြောင့်နည်းနည်းပြည့်နေအကောင်းကြီးပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်အနေနဲ့အထာမှတ်ထားလေ့လာထားတာဒီလေးကိုမှတ်သားစရာဘုဒ္ဓအနေနဲ့ပြန်လည်နှောက်ဝေပေးတာဖြစ်တာကြောင့်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပါပေးကြဖို့တိုက်တွန်းချင်ပါတယ်အခုချိန်နေတဲ့မိတ်ဆွေကတော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ရတယ်ဆိုရင်အခုပဲ subscribe လုပ်ဖို့တိုက်တွန်းချင်ပါတယ်ခင်ဗျာပြီးတော့ဗီဒီယိုတစ်တင်တိုင်းပြအောင်ကိုလည်းနှိပ်တော့ပြီးခဲ့ပါဦးเนาะဒီအဆိုရင်ဗီဒီယိုလေးကိုစလိုက်အောင်အောက်တွေကကျွန်တော်တို့ကိုကဘာတေးခုစီခေါ်ဆောင်သွားနိုင်တဲ့တကားပေါက်တွေပါပဲစာကပြီးတဲ့အသိမြင်တို့ကစာဖတ်သူဟာပြောင်းလဲစွာအစီနိုင်တဲ့ခုရဲ့ဆိုလိုခြင်းဖြစ်ပါတယ်ဒီပညာရှင်ကြီး Isaac Newton ဒီတွင်သူဒီ Edison စာသူရဲ့အကြောင်းကိုဖတ်ပြီးသိပ္ပံသုတေသနလုပ်ငန်းဘက်တွင်စိတ်အားထက်သန်သူဖြစ်သွားနိုင်ပါတယ်စေလုံထူးချွန်ဆရာဝန်ကြီး Albert Spicer လူမှုကူညီရေးကုသိုလ်ရေးလုပ်ငန်းများဆောင်ရွက်နေ Mother Teresa စာသူရဲ့အကြောင်းကိုဖတ်ရှုကလူသားချင်းစာနာမှုစိတ်ဓာတ်များအောင်ပြီးလူမှုရေးလုပ်ငန်းများတွေနဲ့တက်ကြစွာပါဝင်သူဦးစီးတူထောင်လှုပ်ရှားသူများလည်းဖြစ်လာနိုင်ပါတယ်။တပိုင်းရဲ့လိုဝက်ချက်တွေသိပ္ပံပညာရဲ့နှတဲမှုတွေယဉ်ကျေးမှုတွေရဲ့ကွဲပြားခြားနားမှုတွေကိုစာမျက်နှာတွေပေါ်မှာတွေ့ရှိနိုင်ပါတယ်။စာဖတ်ခြင်းအပြင်ကျွန်တော်တို့ရဲ့ပုံနောက်ဟာဘဝတုဒ္ဒပြီးွာလာပြီးကဘာကြီးကိုတမောနားလည်လာနိုင်ပါတယ်။ဥပမာအနေနဲ့ the more that you read the more things you will know the more that you learn the more place you will goစာအုပ်တွေထဲကစက်ကောင်တွေရဲ့ခံစားချက်တွေသူတို့တွေရဲ့လှုပ်ရှားမှုတွေကိုဖတ်ရှုခြင်းအားဖြင့်ကျွန်တော်တို့ဟာသူတစ်ပါးရဲ့နေရာကနေခံစားကြည့်နိုင်တဲ့စာနာစိတ်တွေတိုးပွားလာပါတယ်သူစီရဲ့ကလေးဘဝမှာမဟာတကျေဖြစ်လာသူရဲ့အထုပ်ပတိကိုဖတ်ရှုက၎င်းတို့နေရာတိုင်းသူ့ဘက်အထုပ်ပြီးပေါင်းမြေကြီးပွားသူများလည်းလာနိုင်ပါတယ်မတူညီတဲ့ယုံကြည်ချက်တွေဘဝနေတိုင်းပုံစံတွေကိုလေ့လာခြင်းအားဖြင့်ကျွန်တော်တို့ရဲ့အတွေ့အမြင်တွေကဘယ်လိုကျေပြန့်လာပြီးလူလောကကိုပုံမနားလည်လာနိုင်ပါတယ်စဉ်မြည်သည့်စာအုပ်ကိုဖတ်ရှုပြီးဘဝပြောင်းလဲသွားခဲ့ကြောင်းကာယကံရှင်ကိုယ်တိုင်ရေးသားထားတဲ့စာအုပ်များလည်းအများပြားရှိပါတယ်စာအုပ်တွေကကျွန်တော်တို့ရဲ့နှလုံးသားကိုထိတွေ့နိုင်စွမ်းရှိပါတယ်စိတ်လှုပ်ရှားစရာကောင်းတဲ့ဇလန်းတွေချစ်စရာကောင်းတဲ့အချစ်ဇလန်းတွေစိတ်မကောင်းစရာဖြစ်တဲ့တွေကကျွန်တော်တို့ကိုရေမောစေနိုင်တယ်လို့မျက်ရည်ကျစေနိုင်တယ်လို့စိတ်လှုပ်ရှားစေနိုင်ပါတယ်ဒီလိုခံစားမှုအသစ်တွေကိုခံစားခြင်းအားဖြင့်ကျွန်တော်တို့ဟာလူသားဆန်တဲ့ခံစားချက်တွေကိုပုံမှန်နားလည်ပြီးကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာကြပါရေးကိုလည်းသိသက်စေနိုင်ပါတယ်ဒီနေ့ကောင်းတော့ဒီဖြစ်သူဟာဒနာတန်ကြီးကသူ့အားအကြီးကျယ်နားမှုခဲ့တော့စာအုပ်တော့အကြောင်းကိုဒီကိုယ်တိုင်ရဲ့အထုပ်ပတိစာအုပ်ပဲတိတဲ့အခန်းပြီးရေးသားခဲ့ပါတယ်။အဲဒီစာအုပ်မှာအင်္ဂလိပ်စာရေးတိုင်း Julius Quinn ရဲ့နောက်ဆုံးလူတိုင်းအောင်ဆိုတဲ့စာအုပ်ဖြစ်ပါတယ်။အဲဒီစာအုပ်အပါအဝင်အာရမဂန်ဒီကိုပြောင်းလဲစီခဲ့တဲ့စာအုပ်များအကြောင်းကိုတိကျစာပေတစ်ပုဒ်ဖြစ်ဖော်ပြထားပါတယ်။အပတ်သူအများပြားမှာပင်မိမိဘဝကိုပြောင်းလဲစီခဲ့တော့စာအုပ်များအကြောင်းကိုပြောရရှိကြပါတယ်။ဒီအမြင်တွေခံစားမှုအသစ်တွေကိုရရှိပြီးတဲ့နောက်မှာကျွန်တော်တို့ဟာတစုံတရာကိုပြောင်းလဲခြင်းနဲ့စိတ်ဆန္ဒတွေပေါ်ပေါက်လာပါတယ်။စာအုပ်တွေထဲကအောင်မြင်သူတွေရဲ့ဘဝဇာတ်ကြောင်းတွေသူတို့ရဲ့ကြိုးစားအားထုတ်မှုတွေကိုဖတ်ရှုခြင်းအဖြစ်ကျွန်တော်တို့ဟာလည်းကိုယ့်ရဲ့ဉာဏ်ချက်တွေကိုအရောက်နားနိုင်ဖို့စိတ်အားထက်သန်လာပါတယ်။စာပေချင်းကကျွန်တော်တို့ကိုလှုပ်ဆော်မှုပေးပြီးပိုကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်ဖို့တောင်းအားပေးပါတယ်။ Jack Canfield နဲ့ Bill Andrews စုစည်းထားတဲ့ You Has Got to Read This Book အမည်ရှိတဲ့စာအုပ်
2009ခုနှစ်တည်းလူပုဂ္ဂိုလ်55ဦးတို့ကမိမိတို့အတီးတီးဘဝတွင်အပြောင်းအလဲများဖြစ်ပေါ်စေခဲ့သောစာအုပ်များအကြောင်းရေးသားထားခဲ့ကြပါတယ်။ရန်ကုန်ပုဂ္ဂိုလ်များမှာစာပေနဲ့ရုပ်ရှင်ရုပ်သံတပင်ဂီတပညာတပင်ဂီတအမှုပညာလောကအာရဏလောကစီးပွားရေးနယ်ပယ်စသည်တို့တွင်ထင်ရှားအောင်မြင်လျက်ရှိသူများဖြစ်ပြီးဤသည့်စာအုပ်ပါမည်တို့သောအယူအဆအရေးသားများကမိမိအပေါ်ညီ၍ညီများတက်ရောက်ခဲ့ဖို့အကြောင်းများကိုရေးသားညွှန်ထားပါတယ်။ဒါကြောင့်စာဖတ်ခြင်းဟာကျွန်တော်တို့ဘဝတည်းအင်မတန်တန်ဖိုးရှိတဲ့လက်ဆောင်တစ်ခုဆိုတာမိတ်ဆွေတို့သဘောပေါက်မယ်လို့မျှော်လင့်ပါတယ်။စာအုပ်တွေကကျွန်တော်တို့ကိုပညာတွေပေးတယ်။အဘာကြီးကိုမြင်နိုင်တဲ့မျက်လုံးအသစ်တွေပေးတယ်။ပြီးတော့ကျွန်တော်တို့ရဲ့အိမ်မက်တွေကိုအကောင့်တွေပေါ်ဖို့အားတွေပေးပါတယ်ဒီကနေ့ကစပြီးစာဖတ်ခြင်းကိုမိတ်ဆွေတို့ရဲ့နေ့စဉ်ဘဝရဲ့အစိပ်ပိုင်းတစ်ခုပဲဖြစ်အောင်လုပ်လိုက်ပါမိတ်ဆွေရဲ့ဘဝဟာမယုံနိုင်လောက်အောင်ပြောင်းလဲသွားပါလိမ့်မယ်မိတ်ဆွေတို့အနေနဲ့ကိုစိတ်ကြစာအုပ်တွေကိုလည်းကွန်မန့်မှာရေးခဲ့ပေးကြပါအောင်ခင်ဗျနောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတွေအတွက်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးခဲ့ဖို့လည်းတောင်းဆိုနေပါတယ်ခင်ဗျအချုပ်အပြည့်ပြောရရင်ဒီလေးကစာဖတ်ခြင်းရဲ့မဟာဆန်တဲ့စာအားတွေအတွေ့အကြုံအမြင်တဲ့လှုပ်ဆောင်မှုအသစ်တွေအကြောင်းလေးကိုပြောပြပေးခဲ့တာဖြစ်ကြောင်းပြောကြရင်ဗီဒီယိုလေးကိုအဆုံးသတ်ပြရခင်ဗျ issue ပေးကြတဲ့ Facebook နဲ့ငယ်ချင်းများအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်ဆုံပါ